Ruji EW 1200 router လေးပါသူ့ကိုဖွင့်လိုက်မယ် Okay ဒါလေးက Ruji router EW 1200 Pro sorry Pro မပေါ့ဒီအနောက်မှာ LAN 1 2 3ပါတယ်1ဆိုပြီးမှပါတယ်ဒီ1ဆိုတဲ့နေရာမှာဘာသုံးမလဲဆိုတော့ဘယ် LAN ကြိုးကိုသုံးမလဲဆိုရင်ကျမတို့Starlink ကနေထွက်တဲ့ဓာတ်ရိုက်ပေါက်ကနေပြီးတော့ဒီ1ကြိုးလေးနဲ့တွဲလိုက်မယ်ဆိုလို့ရှိရင် Starlink ဓာတ်ရိုက်ကနေထွက်တဲ့ internet line ရမယ်ဒါမှမဟုတ်ကျမတို့က point ကနေ point ပြစ်ထားတယ်ဆိုလို့ရှိရင် point set ကနေတစ်ဆက်လာတဲ့ပိုးမှာထိုးထားတဲ့လန်ကြိုးလေးကိုဒီ1ဆိုတဲ့အပေါက်မှာထိုးလိုက်လို့ရှိရင်point ကနေဖမ်းလို့ရတဲ့ internet line ကိုရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဟောဒီ LAN 1 2 3ဆိုတဲ့အပေါက်ကနေဒီဘောက်ကနေထိုးပြီးတော့တခြားအိမ်ကို point ပြစ်လို့ရတယ်လို့တခြားအိမ်တွေကိုလည်းအဲ့ဒီပေါက်ကနေပြီးတော့လန်ကြိုးလေးထည့်ပြီးတော့ကြိုးဆွဲပြီးတော့အသုံးပြုလို့လည်းရပါတယ်ရှင်ဒါလေးကိုကျွန်မလုပ်ပြသွားပါမယ်ဘယ်လိုလုပ်ရလဲဆိုတာကိုနည်းနည်းပါးပါးပဲပြောပြသွားပါမယ်ရှင်ဒါလေးကတော့သူ့ရဲ့ power adapter လေးပါဒီကြိုးလေးကတော့ network ကြိုးပေါ့နော် Starlink ကနေပြီးတော့ Starlink ဆက်အနောက်ကနေထွက်တဲ့အနောက်ပေါက်မှာရှိတဲ့လမ်းပေါက်ထဲမှာတစ်ခုထိုးမယ်ပြီးရင်ခဏပြခဲ့တဲ့ဒီ Ruji router ရဲ့အနောက်မှာရှိတဲ့1ဆိုတဲ့အပေါက်ကလေးကိုထိုးမယ်ထိုးလို့ရှိရင်သူ့စီကနေပြီးတော့ဓာတ်ရိုက် internet ကိုရရှိမှာဖြစ်ပါတယ်။ကဲလို့ကျမတို့က point ပြစ်ခဲ့တယ်ဆိုလို့ရှိရင်point ပြစ်ခဲ့တယ်ဆိုလို့ရှိရင်ဒီကြိုးကပိုးပါတဲ့ adapter ပေါ့နော်ပိုး adapter မှာတစ်ခုဒီတစ်ခုကိုထိုးရမယ်တစ်ခုကဒီခဏပြောတဲ့1ဆိုတဲ့အပေါက်မှာတစ်ခုထိုးရမယ်အဲ့ဆိုရင်ကိုက point ဖမ်းပြီးတော့ point ကနေဆင်ရတဲ့ internet ကိုရရှိမှာဖြစ်ပါတယ်ရှင်။